မင်္ဂလာပါရှင်လုပ်ငန်းရှင်တွေအနေနဲ့မြန်မာဘက်ဂျူရဲ့ trial မှာဆယ်လာအကောင့်ဘယ်လိုဖွင့်မလဲဆိုတာကိုပြသပေးသွားပါမယ်ရှင်ပထမဆုံးအနေနဲ့ကျမတို့ရဲ့ဆယ်လာအတွက် website ကိုတွားလိုက်ပါအကောင့်တင်ဖွင့်ဖို့အတွက် sign up ကိုနှိပ်ပြီးလိုအပ်တဲ့အချက်လက်တွေကိုမှန်ကန်စွာဖြည့်စွက်ပေးပါ I am not a robot ကိုအမှန်ချစ်ပြီး create my account နှိပ်လိုက်ပါဒါဆိုရင်တော့လူချင်းမင်းတို့လုပ်ငန်းနဲ့အသင့်တော်ဆုံးဖြစ်မဲ့ subscription plan အမျိုးအစားတွေကိုတွေ့ရမှာဖြစ်ပါတယ်ရှင်ရှိဆက်ဖို့အတွက် my account ဆိုတာကိုနှိပ်လိုက်ရင်ကိုယ်ဆိုင်ရဲ့ page ထဲကိုရောက်ရှိသွားပြီဖြစ်ပါတယ်။ဒီနေရာမှာအကယ်၍အင်္ဂလိပ်စာသားနဲ့မသုံးဘဲမြန်မာစာသားနဲ့သုံးချင်နေဆိုရင်တော့ page အပေါ်နာက blue box က down arrow ကိုနှိပ်ပြီးမြန်မာဘာသာပြောင်းလဲအသုံးပြုနိုင်ပါတယ်။တခြားဘာသာစကားတွေလည်းရှိပါသေးတယ်ရှင်။ဒါပေမဲ့လူချင်းမင်းရဲ့ဆိုင်ကိုစတင်အသုံးပြုဖို့အတွက် active ဖြစ်ဖို့အတွက် get verification link ဆိုတာကိုနှိပ်ပြီးမြန်မာ virtual trial ဘက်ကနေ approval တောင်းပေးရပါမယ်။ကျမတို့ဘက်ကနေအတည်ပြုပြီးရင်စတင်အသုံးပြုလို့ရပါပြီ။ဒါပေမဲ့ page ထဲမှာ product တွေကိုတင်မယ်ဆိုရင်တော့ payment process လေးလုပ်ရမှာဖြစ်ပါတယ်ရှင် payment process ပြီးလို့ transfer slip ကိုကျမတို့ဘက်ကိုပို့ပြီးတော့အတည်ပြုပေးပြီးသွားရင်တော့ page ထဲမှာရှိတဲ့ feature တွေအကုန်လုံးကိုအသုံးပြုလို့ရပါပြီရှင်လိုအပ်တာရှင် payment စင်ကနေတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်လူချင်းမင်းတို့ရဲ့ဆက်သွယ်မှုကိုစောင့်မျှော်နေပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်